စင်မော်တက်လာတာဆိုတော့လူထုကြီးလည်းဘာကြောင့်များလဲလို့တွေးနေကြတယ်မင်းနာကတော့အပေါ်ကနေပြီးမင်းသမီးအဲလစ်ကိုလမ်းရှိုးနေခဲ့ပါတယ်အဲလစ်ကိုကြီးကြကိုဂျူလီယာကသူ့ကိုကြီးနေတယ်ထင်ပြီးတော့မျက်နှာလည်းหนีရဲလာပြီးကိုရီပါပူလာခဲ့တယ်ဂျူလီယာနာမမနေစေချင်တဲ့အဲလစ်ကိုခရစ်ကအဲလစ်ကိုခေါ်သွားတဲ့အခါအပေါ်ကနေပြီးအဲလစ်ကိုလမ်းရှိုးနေကြတဲ့ငနေတိုက်ကိုမင်းနာကဒေါ်လာထွက်နေခဲ့တယ်အဲလစ်ရဲ့အကြီးဆုံးကိုရန်ကမင်းနာမတီမငြိမ်ဖြစ်နေတာကိုမြင်ပြီးဘာဖြစ်နေတာလဲဘာမှဘူးမကြဖြစ်နေတာလဲလို့မေးလိုက်တယ်မင်းနာကလည်းအားလုံးအဆင်ပြေပါတယ်လို့ပါဇက်ကပြောလိုက်ပြီးမဲ့စိတ်ထဲမှာတော့အခုငါကနာမငြိမ်ဖြစ်နေတာမင်းကြီးမအကြောက်မဲကွာလို့တွေးနေခဲ့တယ်ခဏနေတော့ကဖို့အတွက်တခြားကောင်လေးကအဲလစ်ကိုကဖို့လာခေါ်တယ်အဲ့ချိန်မှာမင်းနာရောက်လာပြီးအဲလစ်ကိုသူနဲ့ကပါလို့လာပြောတယ်မင်းသမီးလည်းလင်းနန်ကဒီလိုလာခေါ်တော့အဲ့အောင်တွေ့ရပြီးလက်လေးမင်းနာလက်ပေါ်တင်လိုက်ပြီးကားကြပါတော့တယ်မင်းသမီးအဲလစ်နဲ့မင်းနာလင်းနန်တို့နှစ်ယောက်ကနေကြတာကတကယ်ကိုလက်ပါလိုက်ဖက်လွန်လို့ဘေးနာကလူတွေကျင်းနေနေကြပါတယ်အဲလစ်ကဂျူလီယာနေမကောင်းဖြစ်နေတာကိုတွေးတော့တွက်ကူညီလိုက်တယ်လင်းနန်ကလည်းတော်ဝေမိသားစုတွေရဲ့အပန်းဖြေတဲ့အခန်းကိုလိုက်ဖို့ပေးပြီးအဲ့မှာအနားယူဖို့ဂျူလီယာကိုပြောရတယ်မင်းနာကသူ့ကိုအဲ့လိုပြောတာဆိုတော့ဂျူလီယာရဲ့ရင်ထဲမှာအရှိပန်းလေးတွေပွင့်နေရပါပြီအဲလစ်ကလည်းဂျူလီယာကိုပြုစုပေးရင်မြူစားကတော့ကရောက်လာကဘင်ကြီးမိတ်ကုံပြောဖို့အချိန်ရောက်လာတော့မယ်လို့ပြောထားပါတယ်မြူစားကတော့